ကလေသေတဲ့သူရဲ့အယိုကောင်းခောက်ဘယ်ပုံရောက်တယ်ဆိုတာပြောနိုင်တယ်အဲ့ဒီအတတ်ပညာနဲ့ကျွန်ုပ်ကကြော်ကြတာရှင်ဂေါတမကတိလားငွေဖះကိုသူကနော်တိတာပေါ့ကွဒီဥစ္စာကျွန်ုပ်သာတိသလားအောင်းမိတဲ့ရှင်ဂေါတမလည်းတိတာပဲကိုဒီလိုဆိုရင်ပညာချင်းပြန်ရအောင်တဲ့ဖះကိုနော်ဟာတကယ်လူရွယ်ပဲတတ္တိကောင်းတယ်နော်ပြိုင်ဆိုလဲပြိုင်တာပေါ့ကွာဟုတ်ပြီပြိုင်တာတော့ဟုတ်ပြီဘသူကဘယ်လိုပြိုင်ရမလဲဒီပညာချင်းပြိုင်ရမှာပေါ့တယောက်မေးကြမယ်ကဲဘသူကစမေးပြီဘသူကစဖြေမလဲဒီလိုလုပ်ပါအရှင်ဂေါတမကကျွန်ုပ်ကိုမေးပါကျွန်ုပ်ကဖြေပါမယ်အေးကဲမင်းသဘောအတိုင်းပါပဲကွာမင်းတတ်တဲ့ပညာနဲ့ပဲငါမင်းကိုမေးမှာပေါ့ဆိုပြီးဖះကိုတော့မြတ်ကြီးကလေတုတ်တန်ကအယူကောင်းတွေကိုတကူတော်နဲ့ယူပြီးတော့ချပေးတယ်နော်တုတ်တန်ကအယူကောင်းတွေကိုယူပြီးတော့ဘယ်နဲ့လှုပ်ပြီးတော့သူ့ရှေ့မှာချပေးတယ်ကဲဒီကောင်းကိုခောက်ဆန်းกว่าဘယ်ပုံရောက်သလဲဆိုတာဆိုတဲ့ဥစ္စာ तू ကမန္တန်ကလေးရုတ်ခောက်တောက်ဟာဒါအဝီစီရောက်သွားလေရဲ့ကိုတော့မဲ့ तू ကလေနောက်တလုံးဖះကိုတော့မြတ်ကချပေးတယ်မန္တန်ကလေးရုတ်ခောက်တောက်ဟာဒါကတော့ပိတ်တာပုံသွားလေရဲ့ကိုတော့ဟုတ်လားဟုတ်ပါတယ်မဲ့ तू လည်းပညာတတ်တာပဲနောက်တလုံးချပြီးတော့ပေးတယ်ဖះကိုတော့မြတ်က तू ကမန္တန်ကလေးရုတ်ခောက်တောက်ဟာဒါကတော့ဖြင့်တရစ္ဆာန်ပုံသွားတယ်ကိုတော့ကြီးနောက်တလုံးချပေးတယ်မန္တန်ကလေးရုတ်ခောက်တောက်ဒါကတော့လူပြေပြန်ရောက်တဲ့အရှင်ဖះမဲနောက်တလုံးချပေးတယ်မန္တန်ကလေးရုတ်ခောက်တောက်ဒါကတော့နတ်ပြေတက်သွားလေရဲ့ကိုတော့ဘယ်နဲ့လဲကိုတော့ပညာကဟုတ်တယ်ငါလည်းဒီလိုပဲမြင်တယ်အောင်မဲငါကြီးလားလို့ तू လည်းတတ်တာပဲနောက်တလုံးချပေးတယ်မန္တန်ကလေးရုတ်ခောက်တောက်ဒါကတော့ပြမပြေတီအောင်ခေါင်ထိတ်ရောက်သွားတာပဲ